ငါတို့ကတော်လိုင်းရေးလုပ်ဖို့လားတော်မလုပ်နဲ့ကြားလားဟာဒီမှာစွစွနဲ့ဘာတိုင်မင်နေကြဟောပြန်ခေါ်နေတယ်ဒီကပြန်ခေါ်နေတယ်ဆိုတော့တင်းကြီးကြားလို့ပြောနေကြတာပါဗျာဟဲ့ဘသူကဘသူ့ကိုပြန်ခေါ်ဟဲ့မျိုးချိုမင်းရှုပ်တော့မလုံးနဲ့နော်နေ့တိုင်းဒီလိုကြက်ဥတွေကြီးပဲတိုင်းလေးပါလေရွှေချက်ကြိုက်ပါအောင်လိုင်းပေါ်မှာလင်းတို့ရုပ်ရည်လေးတွေနဲ့အလူခံပါဆိုတော့နင်တို့အဖြစ်မရှိအသားရဲ့စောအနေတိုင်းစားခြင်းကောင်းကောင်းစားခြင်းလို့ရှိရင်ကောင်းကောင်းအလူခံစောက်တရားများနဲ့စားကြရစားနားလေလားညီမလေးကအသားရင်စားခြင်းလို့လားညီမလေးအသားရင်စားခြင်းကိုကြီးကိုပြောမှာပေါ့ကိုကြီးတဲမှာအသားဘူးကြီးအများကြီးရှိတယ်နောက်တစ်ခါညီမလေးအသားဟင်းစားခြင်းကိုကြီးစီကိုလာခဲ့ညီမလေးစားပြီးရင်တော့ကိုကြီးစားမယ်မင်းဘာမှစိတ်ပူမနေနဲ့အားလုံးအဆင်ပြေသွားလိမ့်မယ်မင်းကနိုင်ငံသားမှာဆိုတော့အစဉ်ပြေသွားလိမ့်မယ်ဆိုတဲ့စကားလုံးကို AACC ပြောနိုင်တာပေါ့ဒီမှာငါတို့ရဲ့အနာဂတ်တွေကြောက်ဆုံးနေတာကွာလမ်းတွေပြောက်နေတာကွာမျိုးတို့ရရောတကယ်ပြင်းနေရလားကွာငါလူတွေကိုကူညီခြင်းလို့လူတွေရဲ့ဝေဒနာကိုကုသဖို့အခုတော့ငါရှောက်နေတဲ့လမ်းနဲ့ငါကြုံတွေ့နေရတဲ့တဖြည်းဖြည်းလမ်းလွဲနေပြီနင်ရောဘာဖြစ်ချင်ခဲ့တာလဲအခုနင်ကြုံတွေ့နေရတယ်နင်ဖြစ်ချင်တာနဲ့ထပ်တူကြလား